Hi everyone, welcome back to my channel. Today, I want to talk about something that completely changed my 20. အသစ်တွေကိုထပ်ဖြစ်ခဲ့တာမျိုးမဟုတ်ဘဲနဲ့ဘဝတွေကနေဖဲ့အရာတွေကိုဖဲ့ထုတ်လိုက်လဲဆိုတာပါပဲ။ဘာလို့လဲဆိုတော့တစ်ခါလေးကြာရင်စိတ်တန်ရာတွေကိုကုစားရဲဆိုတာအလုပ်တွေအများကြီးလုပ်နေဖို့မဟုတ်ဘူးဆွလွတ်တင်တာကိုဆွလွတ်တတ်ဖို့ပဲဖြစ်ပါတယ်အသက်20ကျော်အရွယ်မှာကိုယ့်ရဲ့စိတ်အေးချမ်းမှုကိုဘယ်လိုကာကွယ်ရမလဲကိုဘယ်လိုဂရုစိုက်ရမလဲဆိုတာကိုဖြစ်ချင်းသိယူခဲ့ရတယ်အခုဆိုရင်ကိုဂုဏ်ယူရတဲ့လူတွေရောက်ဖြစ်လာနေပြီဒါကြောင့်အသက်20ကျော်အရွယ်ပဲဖြစ်ဘယ်ရွယ်ပဲဖြစ်ဒီဗီဒီယိုလေးကခွင့်အားတစ်ခုရပါစေလို့မျှော်လင့်ပါတယ်အကျင့်ဟောင်းတွေကိုဆိုလိုပိုင်ခွင့်ကိုမှရှိပါတယ်။ PR တွေထက်စိတ်အေးချမ်းမှုကိုလည်းရွေးချယ်ပိုင်ခွင့်ရှိပါတယ်။20ကျော်အရွယ်မှာဘာတွေကိုရပ်တန့်လိုက်လဲအဲ့ဒါတွေကဘဝကိုဘယ်လိုပြောင်းလဲစေခဲ့လဲဆိုတာကိုဒီဗီဒီယိုထဲမှာပြောပြသွားပါမယ်။ဘဝကိုအလောတကြီးရှင်းဆက်နေရတွေကိုရပ်လိုက်တယ်။အရင်ကဆိုရင်ဘဝကပြိုင်ပွဲတစ်ခုလိုပဲအမြဲတမ်းအနောက်မှာကြံခဲ့တယ်လို့ခံစားရတယ်။အမြဲတမ်းနောက်ကျနေတယ်အပြင်းလိုက်မိဖို့စူးစမ်းနေရတယ်။ကိုကမြန်သွားနိုင်နေဆိုလို့ရှိရင်အောင်မြင်လိမ့်မယ်လို့ထင်ခဲ့မိရဲ့။ဒါပေမဲ့ဒါတွေကကိုပို့ပြီးတော့ပြင်ပန်းရုံပဲရှိရဲ့။ဒီလိုနဲ့အသက်20ကျော်မှာပဲအချိန်ကိုရှော့ချလိုက်တယ်ပြီးတော့အရေးကြီးတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရတယ်။ပုံမှန်လေးသွားနေတယ်ဆိုရင်တော့မှခရီးကရောက်နေတာပဲ။ဘဝကအရင်မြန်သွားနေလို့ကောင်းနေတာမဟုတ်ဘူးမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေမှာကိုဘဝပို့ပြီးတော့ကောင်းလာတာအလောတကြီးမလုပ်တဲ့အခါမှာပဲဘဝကိုပို့ပြီးတော့ခံစားတတ်လာတယ်ဘဝကိုအလောတကြီးမဖြတ်တမ်းတဲ့အခါမှာပဲကိုယ့်ရဲ့စိတ်ဓာတ်ရာတွေကလေတဖြည်းဖြည်းပို့ပြီးတော့စပြီးတက်တာလာတယ်အမှန်တရားကိုရှောင်လွှဲနေပြီးတော့ကြီးရာကဟင်းလီဖြစ်နေတာပါဆိုပြီးတော့နာမည်တက်တာကိုရှက်လိုက်တယ်တကယ်တော့ဒါကိုဝန်ခံဖို့တကယ်ခက်ခဲခဲ့တယ်တခါလေကြာရင်စိတ်အပန်းဖြစ်နေတာဟင်းလီဖြစ်နေတာလို့ပြောပေမဲ့တကယ်တော့ပုံနေခဲမိတာခက်ခဲတဲ့စကားဝိုင်းတွေကိုရှောင်မိရဲ့တာဝန်ယူရမှာတွေကိုရှောင်မိတယ်အမှန်တရားကိုရင်မဆိုင်ရဲပဲရှောင်နေခဲ့တဲ့အရာတွေရှိရဲ့တကယ်စိတ်ပိုင်းဆိုင်ရာဟင်းလီဖြစ်တယ်ဆိုတာကအမြဲတမ်းချောမွေ့နေရမျိုးမဟုတ်ဘူးတစ်ခါလေကြာရင်အရင်စိတ်အနှောက်အယှက်ဖြစ်ရတယ်ရှုပ်ထွေးတယ်ကိုမကြည့်ချင်တဲ့အပိုင်းတွေကိုပြန်ကြည့်ရတတ်တယ်ဒီတော့မှသိလိုက်ရတာကဟင်းလီဆိုတာဘဝတွေကနေထွက်ပြေးရမျိုးမဟုတ်ဘူးဘဝကိုရှင်ဆိုင်တာအစိုးရကနေထွက်နိုင်မဲ့တခုရဲတော့ဒီလန်းကအဲ့ဒီအစိုးဆုံးကိုဖြတ်ကျော်သွားဖို့ပဲဘလောက်ပဲနာကျင်ပါစေတကယ်စူးစမ်းရချိုးနှက်ပါတယ်တခြားသူတွေရဲ့ဘဝနဲ့ကိုနှိုင်းရှင်တာကိုရပ်လိုက်တယ်ဒါကတော့အရာအလုံးကိုပြောင်းလဲစေခဲ့တာပဲအရင်ဆုံး social media ကိုကြည့်တိုင်းသူတို့တွေကငါထက်သာနေပြီသူတို့ကပိုတော်နေပြီငါကတော့နောက်ကျနေပြီဆိုပြီးတော့အမြဲတမ်းတွေးခဲ့မိရဲ့ကိုအရွယ်တွေအိမ်အောင်ကြတာအိမ်နေဝဲတာလုပ်ငန်းတွေစလုပ်နေကြတဲ့အချိန်မှာငါပဲတနေရာမှာရက်တက်နေတယ်လို့ခံစားခဲ့ရတယ်ဒါပေမဲ့ဘဝကပြိုင်ပွဲမဟုတ်ဘူးလူတိုင်းမှာမတူညီရဲ့အစပြုံးမှုတွေမတူညီရဲ့အခက်အခဲတွေမတူညီရဲ့အချိန်တွေရှိကြတာပဲပန်းတွေတောင်တစ်ချိန်နဲ့ပွင့်ကြတာမဟုတ်ဘူးဒါကြောင့်မို့လို့လူတွေကလည်းတယောက်နဲ့မတူဘူးနိုင်ရှင်တဲ့အရာတွေကိုရပ်လိုက်တဲ့အခါမှာကိုယ့်ရဲ့လမ်းကြောင်းကိုရှင်းလင်းပို့ပြီးတော့မြင်ရတယ်ပြီးတော့ပထမဆုံးအချိန်ဖြစ်ငါကလည်းလုံလောက်တဲ့သူတစ်ယောက်ပါလားလို့ခံစားလိုက်ရတယ်ကိုယ့်ရဲ့အချိန်လေးပြီးတော့ကိုလုပ်ခဲ့တဲ့အရာတွေကဘယ်တော့မှနောက်မကျဘူး comfort zone ထဲမှာနေတာကိုရပ်လိုက်တယ် comfort zone ထဲမှာနေရတာကကို safe ဖြစ်တယ်လို့ထင်ရပေမဲ့ဘာမှတိုးတက်မလာဘူးနှစ်တွေအကြာကြီးအကျင့်ဟောင်းနေအကြောက်တရားတွေနဲ့နေခဲ့တာတနေ့မှကိုပြန်မိကြည့်ရင်ငါကဒီတိုင်းပဲနေချင်တာလားပြောင်းလဲချင်တာလားကိုလိုချင်တဲ့
dream life ကိုရဖို့ဒီလိုနေုံနဲ့ရမှာလားဆိုပြီးကိုပြန်မိခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာဒီဆွတ်စားမှုတိတိလေးတွေစလုပ်ရှိရဲအစ်စ်တွေကိုစမ်းလုပ်ရှိရဲလူအစ်စ်တွေနဲ့တွေ့ရဲကြောက်စရာကောင်းတဲ့ကိုမလုပ်ရဘူးထင်တဲ့အခွင့်အရေးတွေဒါတွေကိုလက်ခံကြည့်ရဲပြီးတော့ပညာရဲ့အစ်စ်တွေကိုလေ့လာဖို့ကြိုးစားတယ်အစ်စ်တွေကိုသင်ယူရဲဒါကစူးစမ်းရတာကအရန်တော့တက်တောင့်တတာမရှိဘူးဒါပေမဲ့ဒီအတိုင်းရက်တက်နေတာကပို့ပြီးတော့တောင်တက်တောင့်တတာမရှိဘူးအနည်းဆုံးတော့စူးစမ်းမှုကကိုရှေ့ကိုပို့ပြီးတော့ပို့ပေးတိုင်းနေဆိုတာကိုယုံကြည်လာတယ်ကိုယ့်ရဲ့ mental health ကိုယ့်ရဲ့ emotion တွေကိုလိလူရှုတာကိုရလိုက်တယ်အရင်ကဆိုရင်ဘာဖြစ်ဖြစ်အတင်းအောက်ပြီးတော့ရှေ့ဆက်ခဲ့တယ်ပင်ပန်းနေလားဝမ်းနေနေလားဘန်းနောက်ဖြစ်နေလားဘာပဲဖြစ်ဖြစ်ဆက်ပြီးတော့လုပ်ခဲ့တယ်အနားယူတာကိုအားနေတာလို့ထင်ခဲ့တယ်ဒါပေမဲ့အသက်ရှင်နေုံတကဘဝမဟုတ်ဘူးဒီလိုနဲ့ကိုရှင်လေးကအတန်ကိုပြန်ပြီးတော့နားထောင်တက်လာတယ်channel လေးရေးဖြစ်လာတယ်ပြီးတော့အနားယူရယ်ရှုံကြည်ရတဲ့သူတွေနဲ့စကားပြောတယ်ခံစားချက်တွေကိုပိတ်မထားတော့ဘူးပြီးရင် meditation တွေလုပ်တယ်ဒီလိုနဲ့သိလာတာကစိတ်ချမ်းသာရေးကိုဂရုစိုက်တယ်ဆိုတာကအပူအလုံးမဟုတ်ဘူးအကြီးကလုပ်ရမယ့်အရာဖြစ်တယ်ကိုယ့်ရဲ့ခန္ဓာကိုယ်လိုပဲကိုယ့်ရဲ့စိတ်ကလည်းဂရုစိုက်ဖို့အမြဲလိုအပ်ပါတယ်အရာအလုံးကိုထိန်းချုပ်ဖို့ကြိုးစားတာကိုရလိုက်တယ်။ဒါကအခက်ခဲဆုံးပဲ။အရာတိုင်းအတွက်အဖြေတွေပြီးတော့အစီအစဉ်တွေတေချာမှုတွေပဲလိုချင်ခဲ့ရ။ဒါပေမဲ့ဘဝကအဲ့လိုမဟုတ်ဘူး။အရာကိုထိန်းချုပ်ဖို့ကြိုးစားလေစိုးရိမ်စိတ်တွေ anxiety တွေ stress တွေပို့ပြီးတော့များလာလေပဲ။ဒါကြောင့်မို့လို့ဖြည်းဖြည်းချင်းရှော့ချလိုက်တယ်။ကိုပို့ပြီးတော့ယုံကြည်တတ်အောင်တင်ယူတယ်ဖြစ်လာသမျှကိုလက်ခံထားအောင်ကြိုးစားတယ်။ဘာဖြစ်လာမယ်ဆိုတာမသိတာကလည်းဘဝရဲ့ခီးစဉ်တစ်ခုလိုပဲလက်ခံလိုက်တယ်။ဒီအရာကိုထိန်းချုပ်ခြင်းနဲ့စိတ်ကကြောက်ရွံ့မှုကိုဖြစ်စေတယ်။ပြီးရင်ယုံကြည်မှုကငြိမ်းချမ်းမှုကိုဖြစ်စေတယ်။နောက်ဆုံးတော့လူတွေအားလုံးရှာဖွေနေတာကဒီငြိမ်းချမ်းမှုပါပဲ။တကယ်လို့အခုချိန်မှာစိတ်ပိုင်းဆိုင်ရာကိုယ့်ရဲ့စိတ်ထိုင်ရာတွေကိုဟီးလေးလုပ်နေတဲ့ကာလမှာရှိရဆိုလို့ရှိရင်ဒီအရာလေးကိုမှတ်ထားပါအရာအားလုံးကိုတညရဲတနေ့ရဲနဲ့ပြောင်းလဲဖြစ်ဖို့မလိုဘူးတေးသေးလေးတွေကနေစပြီးတော့ပြောင်းလဲလို့ရပါတယ်ကိုနာကျင်စေတဲ့အရာတွေကိုရှာလိုက်ပါကိုယ့်ရဲ့စိတ်ချမ်းသာမှုကိုကာကွယ်ပေးတဲ့အရာတွေကိုပဲရွေးချယ်ပါအရာအလုံးဘယ်သူပဲဖြစ်ချင်းပဲတွားကြတာပါဗီဒီယိုလေးကိုသဘောကျရဲဆိုလို့ရှိရင် like ပေးပြီးတော့ channel လေးကိုလည်း subscribe လုပ်လို့ရပါတယ်ပြီးတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေရောအသက်20ကျော်မှာဘယ်အရာတွေကိုရှက်တန်းလိုက်လဲဆိုတာ comment မှာပြောပြပေးခဲ့ဖို့မမေ့ပါနဲ့နော်ကိုဂယူးဆိုင်ပါကိုကတာယာအေးချမ်းပြီးတော့ငြိမ်းချမ်းတဲ့ဘဝနဲ့ထိုက်တန်တဲ့သူဖြစ်ပါတယ်